ကဲညီကိုမောင်နှမတွေချစ်ကလေးတွေကံမကောင်းကွာမင်းကဆိုင်ကအနောက်ကနေအတိုက်ခံရတယ်ကွာချဲကန်းနဲ့ကြိုက်တဲ့ညီကိုမောင်နှမတွေဆိုတော့ချဲထိုးပေါ့ကွာနော်ချစ်ကလေးတွေဆိုင်ကတိုက်တယ်ကွာငါ့ကိုဒါပေမဲ့လို့ပြောမလဲတော်သေးတယ်ပြောရမှာပေါ့တိုက်ပြီးတဲ့တိုက်တဲ့ပိုင်ရှင်ကားသမားတို့ဟိုအကုန်လုံးတာဝန်ယူမှုတာဝန်ခံမှုလုပ်ပေးတယ်။ဦးကပြီးတော့မှပြောင်းတော့တာဝန်ယူမှုတာဝန်ခံမှုလုပ်ပေးတယ်အကုန်လုံးလုပ်ပေးတယ်။အဲကြတော့ကိုရီဖြစ်တော့စေးရုံတွေပါလေခေါ်သွားပေးတယ်။ဓမ္မန်တွေပါလေရိုက်ပေးတယ်ပေါ့နော်အကုန်လုံးတော့လုပ်ပေးရှာပါတယ်။ထိုင်းလူမျိုးထိုင်းမှာဖြစ်တာဒါလေးတစ်ခုတော့ကောင်းတယ်သိလား။သူတို့တွေကိုချင်းစာနာသိရှိတယ်ပြင်ပေးရှာတယ်။ပြန်ပြင်ပေးမယ်မင်းသွားပြင်လိုက်ပေါ့။ဘယ်တော့ကုန်ကြမလဲကုန်ကြတဲ့ဈေးပေးမယ်ပြောတာပါ။အဲ့နိုင်ငံမှာဆိုင်ငယ်မောင်းတဲ့လူတွေတတိထားကြပါတော့ချစ်လေးတွေ